ငါအရမ်းရတာရှိတယ်လို့ထင်တယ်တင့်ကိုလည်းစမ်းကြည့်စေချင်လို့ပါတောင်းပန်ပါတယ်အခုမှတောင်းပန်ရတာဘာသုံးရှိမလဲမကြခင်မှာလူတွေဟာလူငယ်ဘဝမှာမရနိုင်ခဲ့တဲ့အရာတွေကိုအမြဲတမ်းကင်တွယ်ထားတတ်ကြပါတယ်နောက်ဆုံးတော့မင်းကဒီကိတ်ကိုတိုက်စားနေတဲ့အချိန်ကတကယ်တမ်းမန်တမိုက်လို့တနေ့မှမင်းကိုမင်းမခံနိုင်အောင်ပေးမယ်လို့စဉ်းစားခဲ့တာဒါကြောင့်ဒီနေ့မှာတော့ဘာမှဆက်မနေနဲ့အကုန်စားပါမယ်ဘာမှမပြောင်းသေးဘူးမို့ဖြစ်နေတယ်ဘင်းမျက်နှာပြောဖြစ်သွားတယ်โอเคငါကုန်စားမယ်အခုတော့အရင်ကဖြစ်ဒါတွေကိုတကယ်တမ်းတောင်းပန်ပါတယ်သူ့ရဲ့ဂရုစိုက်မှုနဲ့ချစ်ကြည်မှုကရခင်အတိတ်လိုမျိုးတောင်တူတူပဲဘာမှမပြောင်းလဲခဲ့ဘူးမုံကျဲချက်၃ချက်စားပြီးနောက်မှာဘင်ကင်ရဲ့စိတ်အနေထားကတော့ပိုမိုလေးနဲ့လာတယ်ကျွန်တော်တို့စကားပြောနေစဉ်တဖြည်းဖြည်းသူ့ဘဝအကြောင်းကိုမဖြစ်မနေမေးကြည့်လိုက်တယ်သူကတက္ကသိုလ်မတက်ခဲ့ဘူးအလုပ်တည်ငြိမ်တစ်ခုမရှာဖွေခဲ့ပါဘူးနောက်ဆုံးနှစ်တွေမှာစီးပွားရေးလည်းမကောင်းခဲ့တဲ့အတွက်လူမှုကွန်ရက်မှာအလုပ်လုပ်ခဲ့တယ်လေတန်မိုးတက်တာတဲ့ငါအိမ်ထဲမှာနေခဲ့တယ်သူကခင်မုန်းခတ်သိမ်းပဲပြောပြခဲ့တဲ့အတွက်အတွင်းမှာတော့အံ့ဩစရာမေ့လျော့စရာစိတ်ခံစားချက်တစ်ခုရှိခဲ့တယ်အဲ့ဒါကိုမပြောချင်တော့ဘူးနားလေလို့ချိတ်ပြောင်းလိုက်တယ်မင်းကိုပထမတန်းမှာပေးခဲ့တဲ့နေ့စဉ်မဆူစာအုပ်ကိုအခုတောင်တင်ထားသေးလားအဲ့ဒါကိုရှင်းလိုက်ပြီးဘိန်းချုံမြိန်နေတဲ့အတွက်အစားလိုချင်လားဒါမှမဟုတ်ငါ့ကိုနားထောင်ဖို့ပဲလားမသိဘူးဒါပေမဲ့တတိုးလုံးကိုအကုန်စားပြီးပြောနေတာလားဟုတ်တယ်မင်းကိုစားဖို့ဖိတ်ခဲ့တာငါကအကုန်စားလိုက်တယ်ဘလောက်ဟုံးရှိလဲငါပေးမယ်မင်းကိုနှစ်ဖက်ကလာတက်ဖို့ဖိတ်တာငါကိုသွားဖို့ငွေတောင်းမယ်ဆိုတာမချောင်းပါဘူးလားဘဲအလှဲ့စားပြီးသူ့အိုးအောင်ကြည့်ပြီးနူးညံ့လာတယ်ဘေးဘက်လိုက်ညှက်ထားတယ်နင်လိုချင်တာဆိုရင်နောက်တစ်ခါခေါ်နိုင်ဖို့အခွင့်အလမ်းများရှိနေမှာပါယခုတော့ခေါ်ဆိုရင်မကြခင်ပြန်လာပါမယ်အမြဲပဲအချိန်ရပါတယ်ရောက်တော့မယ်ဖုန်းနံပါတ်လဲကြမယ်ဟုတ်တယ်အဲ့လိုရိုးရှင်းပြီးနံပါတ်လဲလှမ်းလို့ဖြစ်လာတယ်ဟုတ်တယ်မိတ်ဆုံကိုအိမ်တိုင်းပို့ပေးမယ်ကားရက်နေရနဲငယ်ဝေးတယ်တူတူလမ်းလျှောက်ကြတယ်မပြောဆိုကြပဲပတ်ဝန်းကျင်အနေနဲ့တိတ်ခီတဲ့ဘင်းဥကောင်းကြပြီးဘေးကိုမကြည့်နိုင်ပဲလမ်းလျှောက်တဲ့သူခံစားချက်တွေပြင်းထန်စွာရှုပ်ထွေးနေတယ်အကုန်မပြောင်းလဲဘူးပြောင်းလဲလိုက်တာကကျွန်တော်ပါအခုတော့ငါ့ကိုကြိုက်ဖို့အခွင့်အရေးမရှိတော့ဘူးဒါပေမဲ့ဒီကဘာကနေသွားခင်တစ်ချိန်တော့သူ့ကိုမြင်ကျင်တာပဲဒါလောက်ဆိုရတယ်ပုတ်ပါပြောရရင်လက်တွဲလို့ရအောင်မယ်လို့မျောလင့်စိတ်မှမင်းစိတ်လိုက်ရမ်းနေဗျာသူ့ပန်းရောင်ကတ်နီလာတသွားတဲ့မထင်မှတ်ထားပေမဲ့ငါအကြိုက်ဆုံးလက်ကိုလက်မောင်းမဲ့ဘင်းရင်ရဲ့နှလုံးသားအပူတိုင်သွားတယ်ခန္ဓာကိုယ်အားလုံးဒေါသထဲကနေခေါင်းပြင်းပြင်းလှုပ်တယ်လျှက်စစ်ကျူတစ်ပိုင်းတက်သွားသလိုငါကသူ့ကိုမမျောလင့်ပဲထိုကလေးရဒီရဲ့လမ်းမှာလမ်းဆန်းနေတော့ကိုဖမ်းထားတယ်အရှိမကျွန်တော်တို့ဘေးမှာမင်းရှင်မြင်နေလားအဲ့ဒီကကလေးတွေကိုသူတို့ဟာမမြင်ပဲလမ်းကြားဖြတ်လာကြတာပဲတကယ်တော့တေချင်ကြတာပေါ့ဘာကြောင့်မင်းအမြဲလိုက်ပေါ်လို့လမ်းလျှောက်တာလဲမင်းလဲသူတို့နဲ့တပြိုင်နက်ထိစရာဖြစ်ခဲ့မယ်သူတို့ကိုယ်တိုင်ဘဝကိုတန်ဖိုးမထားရင်မင်းကလည်းမင်းဘဝကိုတန်ဖိုးမထားဘူးဟုတ်ကဲ့ပြောချင်တာနားလေတယ်ပင်ဖြစ်နေတဲ့အခါမှာချိန်ပြန်တောင်းပန်မိတယ်တောင်းပန်နေပြီမင်းကိုချင်းမင်တာမဟုတ်ဘူးအနှဲငယ်တတိထားရုံပဲတောင်းပန်ပါတယ်တိတယ်မကမင်းအတွက်ပါပဲသူ့ကိုအလွယ်တကူသာနှော်နေတာတိကြလို့ဒီတော့မင်းကမခွဲမှန်ဘူးနောက်ပြန်လန်းကြောင်းကအရန်တိတ်ဆိတ်ပဲဒါပေမဲ့သူ့မျက်နှာပေါ်မှာအနီရောင်နူးညံ့တဲ့အကြောင်းလေးနဲ့သဘောကျမှုန့်လေးတွေကပတ်ဝန်းကျင်ကိုပိုပူနွေးလုပ်ပေးခဲ့တာကားဟောင်းတစ်စီးရက်တဲ့လမ်းလုံမီးလင်းတစ်ခုမှာမျက်နှာပြင်တော်အတွင်းပင်ကစကားပြောခဲ့တယ်ငါအမြဲတမ်းတယောက်တည်းပဲရှိခဲ့တယ်ဘဝတစ်လျှောက်ဂျုံဖက်မဖွဲ့ဘူးမဖွဲ့ခဲ့ဘူးဘယ်အချိန်မှမဖွဲ့ဘူးပါဘူးမင်းပါပြောချင်တာနားလေလားတခါထပ်စဉ်းစားပြီးတိုးတောင်းစွာပြောတယ်မင်းနှစ်သက်ခဲ့ရင်စူးစမ်းကြည့်လိုက်နိုင်တယ်နော်လူကြီးတွေပါပြီးဝိုင်းဝန်းပြောဆိုဖို့မလိုတော့ဘူးဒီကားကမင်းကိုပဲမထင်မှတ်ထားသေးတဲ့အချိန်မှာအခြားတစ်ခုမေးချင်ခဲ့ပေမဲ့နောက်ဆုံးအချိန်မှာခေါင်းစဉ်ပြောင်းလဲသွားတယ်ဘင်းအမိရဲ့အဖေမဟုတ်ဘူးဘင်းကမော်တော်ကားတွေအတော်နည်းနည်းသိတယ်သူ့အတွက်မော်တော်ကားများရင်ဘာမှမတန်ဘူးသူဒီမေးခွန်းကိုမင်းရဲ့ပတ်စံအခြေအနေကိုသိချင်လို့မေးတာပါဒါပေမဲ့ဒီတစ်ခါတော့မင်းရဲ့အခြေအနေအနှဲငယ်မကောင်းသလိုပြောင်းပေးချင်ခဲ့တာပါမေးတဲ့အခါတော့ကိုချက်ချင်းစိတ်ပြတ်သွားတဲ့ကိစ္စမဟုတ်ဘူးဘာပဲဖြစ်မင်းကသူ့သွားမထွက်တော့ဘူးဒီခွင့်မကြံတော့ဘူးနောက်ဆုံးမှာတော့ကွယ်သွားဖို့ဆုံးဖြတ်ပြီးသားပါတမိနစ်ပါဘန်ကောင်းကိုချတာလိုက်တယ်တောင်းပန်ပါတယ်မင်းမဖြစ်တင်ခဲ့တာပါပဲနင်ကကျွန်တော်အလုံးနဲ့စူးစီးထားတဲ့ပတ်စံအကြောင်းမမေးပဲအရင်ကတည်းကတရားမဲ့တယ်နော်ဟုတ်လားဘလို့ငါ့ကိုတရားမဲ့လို့ရဘာကြောင့်မေးမယ်ဆိုတော့မမေးဘူးလဲရှိမယ်ဆိုတော့မလို့တော့ဘူးအိုးနားလဲပြီးငါကတော့မင်းနဲ့စတင်ပြီးခဏတွေးကြမယ်လို့ယူဆထားတယ်ဟာငွေကောင်းကျွန်တော်ဟာအယမ်းမိုက်တာပါပဲတခုပြီးနောက်မောင်းနေတဲ့ကားဆုံးရောက်ရာကိုလာရောက်ခဲ့တယ်ကားဟောင်းလမ်းဘေးမှာနားတားတဲ့တခုရိုးဆက်သွားခဲ့တာပါဒါပေမဲ့ဘင်ဖန်
သူကကားပြေးခဲ့တဲ့ဘက်ကိုနေပေါ်ကလမ်းဖက်နားမှာမျက်စိစောင့်ထားနေလို့ရက်နေတာပါမျက်စိမလဲပဲကြားတာအတော်ကြာတယ်မနက်ပိုင်းမှာတော့သူ့ရဲ့ငါးခန်းကိုပြန်သွားခဲ့တဲ့တိုက်ဝင်မဲ့အစားအိမ်သာသေးလေးကိုဝင်ပြီးရေချိုးရည်ကြီးဖြစ်ခန္ဓာကိုယ်ကိုပြင်းပြင်းထန်ထန်ဆေးလုပ်ခဲ့တယ်မိမိရဲ့ရုပ်ရှင်ဇာတ်ရိုက်ဗီဒီယိုတွေမှာအသုံးပြုတဲ့မဟုတ်တဲ့တက်စာတန်းမှာတောင်အသားရေကအနီရောင်လောင်းနေစေတယ်သူကရေချိုးခန်းမှာဘလောက်ကြာမယ်ဆိုတာမသိရှိခဲ့ဘူးရေချိုးပြီးခြောက်တွေ့နေတာကသူ့စပင်လေးတကိုယ်ရေခံစားချက်တွေအကုန်တိုက်ပွားသွားတယ်သူရေမြုပ်တဲ့အတန်ကြီးတောင်မနှဲတက်နိုင်ဘူးလက်နဲ့ပါးစပ်ကိုဖုံးကတင်ထားတဲ့အိယာထောင်ကိုဆွဲကပ်ထားတယ်ပြီးတော့ရေချိုးကန်တစ်ဖက်ကိုပြန်လွှဲလျှော့ထိုင်သွားတယ်သူ့ခန္ဓာကိုယ်အားနေနေပြီးထမ်းရှားနေရတဲ့တိတ်ဆိတ်ယောဂလေးနဲ့ရေမြုပ်နေတဲ့စိတ်ပြတ်နွံ့နေတဲ့အဲ့ဒီနှစ်တိုင်းမှာဘဝဒုက္ခတွေကြောင့်မခုံရေမြုပ်ဘူးဒါပေမဲ့ဒီနေ့မှာတော့အတွင်းကငါးကတ်ထားတာတွေအကုန်ထွက်ပြီးမရက်နိုင်တော့ဘူးဘိညာဉ်ကလူသားတစ်ယောက်မိသားစုကတဦးချင်းသာမွေးမိသားစုပါသူမိဘတွေအပြောင်းရွှေ့ဖြစ်သွားခဲ့တာကသူအသက်ငယ်တဲ့မိဘတွေခွဲခွာသွားပြီးနောက်မှာသူဟာအဖေနဲ့နေခဲ့တဲ့ဆင်းရဲပြတ်သားပေမဲ့အသက်မွေးမှုမဆိုးခဲ့ဘူးအဖေကသူ့ကိုတကယ်ကျင်နာတယ်အစားတောက်နဲ့အဝတ်အစားယူမထားရအမှုမရှိခဲ့ဘူးအဲ့ဒီအတိုင်းနောက်ဆုံးမှာဘာချိန်ဆိုပဲဘက်ချီရောက်အောင်ပြီးဆုံးလို့အဲ့ဒီနေ့မှာတော့ပင်လွတ်သွားတဲ့အဖေကနေအမတ်တရားတစ်ခုနဲ့ကြီးမားတဲ့ပြစ်ဒဏ်တစ်ခုသာကျွေးဆက်ခဲ့ရတယ်ဒါကြောင့်တက္ကသိုလ်မတက်နိုင်ခဲ့ဘူးပြစ်ကြတဲ့အကျွေးမျက်နှာဟာစာဆလူပေးရအောင်အလုပ်လုပ်ခွင့်ရခဲ့တယ်မင်းကိုထောက်ခံပေးဖို့လူတစ်ယောက်ရှိရင်တောက်ပမှုကကောင်းသောအရာတစ်ခုကကောင်းကြောင်းဖြစ်သွားတတ်တဲ့လူမှုအတိုင်းဝိုင်းကရိုးရိုင်းမထားဘူးဒါပေမဲ့တယောက်တည်းနေတာနဲ့မျှော်လင့်ချက်မရှိတော့တဲ့အချိန်မှာတော့အဲ့ဒီတစ်ဖက်ကအလှတရားကပူဇော်ဖြက်ကြီးတစ်ခုလိုဖြစ်သွားတယ်သူ့အတွက်အဲ့ဒီနေရာတိုင်းကမိမောင်းတောင်နဲ့စိတ်ဝင်စားစရာကောင်းလို့ဆိုတာလိုပါပဲအလုရှာဖွေရတာပြင်ပမှာမဖြစ်နိုင်တော့ဘူးဘယ်နေရာမှအလုမပေးကြဘူးနောက်ဆုံးမှာတော့သူ့ရဲ့အမတ်တရားတွေရှိတဲ့ဒီနေရာကိုပြန်လည်ရောက်လာပြီးအိမ်ကအနည်းဆုံးကိုငှားယူလိုက်တဲ့ဖုန်းတစ်လုံးနဲ့$100နဲ့မီတာလက်တွေရှိတဲ့အတွက်အစားအစာအိမ်ကကုန်ကျစရိတ်တွေကိုရင်ဆိုင်ရမယ်ဘလောက်ပဲမာယွင်းဖို့လိုက်ရစ်စုနဲ့ချီကျွေးတောင်းတဲ့လူတွေလဆင်ပဲလာတဲ့အရန်အခက်ခဲဖြစ်နေပြီးလူတွေနဲ့ဆက်ဆံတာကမဖြစ်နိုင်တော့ဘူးတဖြည်းဖြည်းအင်တာနက်ကဘာထဲမှာပျောက်သွားတဲ့ရှိတဲ့သူတွေကတနေ့2နာရီပဲအလုပ်လုပ်နဲ့လစဉ်10,000ပေါင်လွယ်လင့်တယ်လို့ပြောတယ်သူကပတ်စံထည့်ပြီးမော်ဒယ်လုပ်ပကြီး web နိုဝင်ရေးဗီဒီယိုတက်ဖြတ်စတဲ့ဟာတွေလုပ်ကြည့်ခဲ့တယ်ဘာမဆိုသင်ခန်းစာယူပြီးစူးစမ်းကြည့်ခဲ့တယ်မနက်မှညအထိလေ့လာလေ့ကျင့်နေတာကြိုးပမ်းမှုအများကြီးရှိခဲ့တယ်အလုပ်တစ်ခုမှမတူလောက်အောင်ပေးတဲ့ဝင်ငွေကအလင်းရထားငွေကိုပဲမဖုံးလွှမ်းနိုင်တာပါအချိန်လဲတော်တော်ကြာတော်တော်ရှုပ်နေခဲ့ရတယ်တနေ့တော့ဓာတ်ရိုက်ပွဲတစ်ခုမှာတယောက်ကဆွဲဆောင်မှုရှိတဲ့ကွန်တက်ဖန်တီးဖို့အကြံပေးခဲ့တယ်ပြီးတော့ချင်းငွေကပိုများလာပြန်တယ်ငွေငွားလဲပေးကုန်ပိတ်သွားပြီးအခြေအနေကောင်းမဟုတ်တော့အောင်ခဲရန်နေခဲ့ရတယ်နေရအတုံးလဲတကြော့တရံပဲတိုင်းတာဖို့လိုခဲ့တယ်တော်တော်ကြိုးစားပြီးတော့မှပင်းကဟုတ်ပါတယ်လို့ပြောခဲ့တဲ့ပုံစံကလည်းဆွဲဆောင်မှုရှိလာပြီးလူတွေဆက်တိုက်လာမိသွားတာအလကားတိုးပြီးရင်ပုံစံတူမော်ဒယ်အနေနဲ့ဓွားကကြသုံးနည်းပဲဒါပေမဲ့အောင်မြင်မှုတဝကြီးရလာတော့တယ်ဒါပေမဲ့အဲ့ဒီရက်ကစပြီးတော့ရင်သားကပြန်လို့ရတာမပြတ်သွားခဲ့ဘူးအဲ့ဒီလိုနှစ်တနည်းကြော်နေလို့ဒီညပင်ကသူ့ရဲ့နောက်ဆုံးဗီဒီယိုကိုရိုက်နေခဲ့တယ်မနှက်ဖြန်ပြီးရမယ်နောက်ဆုံးအကျွေးတွေကိုလည်းပြန်ဆက်မယ်အဝတ်လည်းမပြောင်းထားဘူးတမိုင်နဲ့မိုင်းရတဲ့ခြေသွားကိုပြေးခဲ့တယ်ရောမင်းတို့အရန်စားခြင်းနဲ့မုံဟင်းခတ်ကိုဆိုင်ထဲသွားရှာခဲ့တယ်ဒါပေမဲ့နောက်ကျသွားပြီးဂီတဆိုင်ပိတ်နေပြီးသူဘာမှမတော့တားဘူးဝိုင်းပြန်လာတဲ့အခါမှာမင်းနဲ့တွေ့မယ်လို့တကယ်မျှော်လင့်ထားတာမဟုတ်ဘူးအဲ့ဒီနှစ်တွေအကုန်လုံးမှာအတန်းမှာအတူတူဖြတ်တန်းခဲ့တဲ့ရက်တွေကိုတော့အဆိုးဆုံးအချိန်တွေလည်းမမေ့ခဲ့ဘူးအဲ့ဒီတွေဟာသူ့အတွက်မီးရောင်နဲ့ပြည့်နေတဲ့နေ့ရက်တစ်စိတ်တစ်ပိုင်းလိုဖြစ်ပြီးငိုကြွေးနေရင်မှလှူပြီးနေတာပဲတခါတလေထင်တယ်တေမဲ့အထိမင်းကိုတစ်ခါနောက်တစ်ခါတွေ့ချင်တယ်လို့ဒါပေမဲ့အဲ့ဒါကအမှန်ဖြစ်မယ်လို့ဘလို့မှမထင်ခဲ့ဘူးအထူးသဖြင့်ဒီလိုနီးနေတော့ရှိနိုင်တယ်လို့မစင်စားဘူးမင်းနဲ့တွေ့မယ်လို့စိတ်ကတောက်စကြိမ်တိုင်းရှိခဲ့ပေမဲ့ဒီလိုမျိုးတော့မမျှော်လင့်ဘူးမဟုတ်ဘူးသူဘလောက်ကြာခံစားနေတယ်လဲမသိဘူးချစ်ရမဲတမ်းပြောရရင်တော့တစိမ့်တစ်ပိုင်းနေလို့အိတ်ချင်ရတော့တယ်ဘာနောက်ကတော့မော်ဘိုင်းဖုန်းကခေါ်နေအိတ်ရလဲနားမှာလှုပ်တန်ကြတယ် new message တစ်ခုရောက်လာပါပြီဖုန်းဖွင့်ပြီးကြည့်တော့မင်းတယောက်ကပို့ထားတာပါဒီနေ့မင်းနဲ့တူဟင်းချိုစားရတာကောင်းခဲ့တယ်မင်းတော့အိတ်လိုက်ပြီနော်ညနေပိုင်းမှာပို့ရမယ်ထင်တယ်ပြီးဟင်းချိုကတော့အရသာထူးခါတယ်ကျေးဇူးတင်ပါတယ်မနက်ပြင်မစရာအပန်းဖြေတန်တွေနဲ့အသက်ရှူတယ်မနက်ပိုင်းမှာပြန်သွားတွေ့မယ်လို့မေးဖို့ကြိုက်တယ်ထင်ရတယ်အဲ့ဒါအချိန်မှာဘင်းကမနက်ဖြန်ဒီနေ့မင်းလွတ်ပါမလားဆိုပြီး message တစ်ခုရောက်လာတယ်